တီလာစင်ကြယ်တဲ့ပုဂ္ဂိုလ်များဟာတဲ့စိတ်ရဲ့တောင့်တတာတွေဟာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတယ်။တခြားနားထောင်နော်တီလာစင်ကြယ်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့တောင့်တချက်တွေဟာပြည့်စုံတယ်တဲ့။မဟုတ်တာမလုပ်ဘူးမဟုတ်တာမပြောဘူးဆိုရင် तू ဟာစိတ်မှာခွန်အားရှိတယ်။နော်ကိုယ်စိတ်ထဲမှာတာမန်လူတွေနားမလည်နိုင်တဲ့စွမ်းအားတစ်ခုမျိုးရှိနေတယ်ကိုချင်းတီလာရဲ့စွမ်းရည်တတ္တိဟုတ်လားအဲ့ဒီစိတ်ကအစွမ်းရှိတယ်သူဘာဖြစ်ချင်တယ်လဲသူဖြစ်ချင်တဲ့ကောင်းကျိုးကိုအဲ့ဒီတီလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာဖန်တီးနိုင်တယ်ဒါကိုနားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်မို့လို့သူဟာနေတဝက်စောင့်တဲ့ဥပုပ်ကိုအကြောင်းပြုပြီးတော့သူ့ရဲ့တောင့်တတဲ့စိတ်ရဲ့အလိုဆန္ဒဟာပြည့်ဝတယ်ပေါ့အဲ့ဒါနဲ့သူပြောကြပါစို့ဘင်းရင်မွေးတော့ဘင်းရင်သားဖြစ်တယ်ပေါ့နော်အဲ့လိုနဲ့အချိန်တန်းရွယ်ရောက်လာတဲ့အခါကျတော့နော်သူရှင်ဘရင်ဖြစ်တယ်လို့ဆိုကြပါစို့အဲ့ဒါဥဒယမင်းဆိုပြီးတော့ထင်ရှားတယ်ဟာလားဥဒယမင်းတဲ့အဲ့ဒါအမြဲတမ်းသူကငါအခုဖြစ်နေတဲ့ကြီးကျယ်မှုတွေဟာငါပြုတ်ခဲ့တဲ့နည်းနည်းလေးသောကောင်းမှု